total 500 million လောက်ကျွဲဝချမ်းပါတယ်ကဘာကျော် rock star တယောက်ကအင်ဂျီယာမဲတွေဖွင့်ထားပြီးစားတောက်ဆိုင်လေးရဲ့ kitchen ထဲမှာမီးဖို့ဆောင်ထဲမှာကန်ဆေးနေတယ်ဆိုတာကိုစိတ်ကူးရင်ကြည့်ကြဘူးလားဟုတ်ပါတယ်သူကတော့ကဘာကျော်ကန်ဝင် rock guitar ပညာရှင်ကြီး John Bon Jovi ပါပဲလူတိုင်းကသူ့ရဲ့ daily life ကို luxury things တွေနဲ့ပဲပြည့်နှက်နေမယ်လို့ထင်ထားကြပါလိမ့်မယ်ဒါပေမဲ့သူကတော့လူတိုင်းရဲ့အတွေ့အကြုံတွေရောတချို့သော rock stars rock guitar ကျေဝင်တချို့တွေနဲ့ရောခြားနာစွာပဲပြုမှုကျင့်ကြံနေထိုင်ခဲ့ပါတယ်သူဟာမင်းတို့ကစီးနှုံလုံးဝရင်ထားတဲ့ soul kitchen ဆိုတဲ့စားတောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ခဲ့ပါတယ်တကယ်လို့ထမင်းဘူးမတတ်နိုင်တဲ့သူများရှိတယ်မျိုးဆောင်မှာအချိန်တနာရှိတဲ့ကုမီလုံးနဲ့အရသာရှိတဲ့အစင်းနဲ့အစားအစာတနက်ကိုအခမဲ့စားတော့ရှိရဲဆိုတဲ့ဆိုင်လေးပါပဲလက်ရှိချိန်ဒီသူဟာအခမဲ့စားစားပေါင်း1000ကျော်ဒါနပြုခဲ့ပြီဖြစ်ပြီးအင်ယာမယ်ရီတို့လည်းအိုးအိမ်တီဆောက်ပေးခဲ့တယ်လို့လိုအပ်နေသူတွေတော့ဒေါ်လာတန်ပေါင်းများစွာကိုတည်စိတ်လူဒန်းခဲ့ပြီဖြစ်ပါတယ်ချင်းချောင်းကေကောင်းဆိုတော့ဆောင်းပုံမျိုးနဲ့ကျွန်တော်တို့ရဲ့တချို့တော့မြန်မာမျိုးတွေတော့ဒီဗီဒီယိုလေးအတွက်တခုပေးနိုင်ပါခင်ဗျာဆိုတော့နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်ကျွန်တော်တို့ခင်ဗျားတို့စီစဉ်တဲ့စတူ LS မှာဖြစ်